တင်လုံးရေနေဘူးလာပြီကွာခဏနားကြရအောင် တော်နားကျင်လဲလက်ဖက်ရည်တောက်ရင်နားကြတာပေါ့ တင်လုံးမနဲ့ဒီခရမ်းသီးတွေရှေးသွားရောင်းလိုက်အောင်မိမတွေ အသီးလေးလက်ဆက်တုံးရှင်လှေနဲ့လိုက်ပို့ပေးမှရမှာပေါ့ ပို့မှာပေါ့ကွာမင်းကလည်း အဖိုးသူရနဲ့အဖွားတင်လုံးတို့မနက်ချင်းစောစောလှေပေါ်ခရမ်းသီးတောင်းတွေတင်ပြီးမြစ်ထဲမှာလှေလှော်သွားကြတယ် နော် အဖိုးကြီးထမ်းရတာမနိုင်ရင်ငှားထမ်းမယ်လေ ရပါတယ်တင်လုံးကမင်းတောင်တောင်နဲ့ထက်တယ်ခြင်းသည်အပြိုကြီးတွေကြိုက်တဲ့ခရမ်းသီးနော်အားပေးကြအောင် အဖိုးခရမ်းသီးဘယ်လောက်လဲ သမီးကစားဖို့လား မစားလို့ဘာလုပ်ရမှာလဲအဖိုးကလည်း ဟုတ်ပါဘူးဖောက်တဲ့ယူမယ်ထင်လို့ပါသမီးရဲ့တော်သေးတာပေါ့တင်လုံးက ဘာလဲတော်ကလည်းအစမရှိအဆုံးမရှိ ငါတို့ရေလန်းလာလို့ပဲကုန်းလန်းလာရင်စီတန်းစီရမှာစပားကတော့ကောင်းပါလေကွာမကောင်းတာဈေးပဲရှိတာ ဟေ့ခက်ကောပဲ အိမ်ကြက်ကစုံပလိန်လေးကြော်ပေးတင်လုံးက ဘာလို့မလို့တုံးတော်က ငါမြဲဖို့ရတာဗောဟာ